လွန်ခဲ့တဲ့နှစ်ကျော်ကသတင်းကြားကြားချင်းကိုယ့်အိမ်ထဲကနေပဲချိုးချိုးချန်ချန်ကိုခဲ့ရတာပါအခုပြန်ပြောရင်စားရပြန်ဖတ်ရရင်လည်းအခုထိမျက်ရည်ကျရတော့မှာပဲမီးမစင်းနိုင်တော့တဲ့ကိုယ်တငယ်ချင်းတွေကိုတက်တွဲချင်ပေမဲ့သူတို့အကောင့်တွေကိုမြင်ရတိုင်းရှင်ထဲမချီးလွန်းလို့မတွဲတော့ပါဘူးငါတို့မေ့သွားမယ်မထင်ပါနဲ့အကျွေးရှိတယ်လို့ပဲမဲ့ယူထားပါတယ်ကြောက်တော်စစ်ကခကိုစတင်တိုက်ခိုက်ခံခဲ့ရတဲ့2024ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့ကနေကြောက်တော်မျိုးနဲ့ကြောက်ဖြူရွာနီးမှာကန်းထိုးရရင်သုံးစီမီးလောင်နစ်မြုပ်ခံရတဲ့ဖေဖော်ဝါရီ10ရက်နေ့ဖြစ်စဉ်အထိအဲ့ဒီရရင်ပေါ်မှာပါဝင်ခဲ့ပြီးကန်းကောင်းထုတ်မစွာတူးတဲ့အသက်ရှင်ကြံခဲ့တဲ့လူငယ်လေးကြောင့်ရင်နာဖွယ်ကြေကွဲဖွယ်ခါတိဖွယ်အမှန်တရားတွေကိုသိခွင့်ကြုံခဲ့ရတာပါအမှန်တရားတွေဟာခါတိလုံးလို့လက်မခံခြင်းပဲလက်ခံခဲ့ရတဲ့အပိုင်းတွေရှိပါတယ်ကျွန်တော်တို့ကစပနဒီတရားနာကကင်းမှာတာဝန်ကျနေတော့ဖေဖော်ဝါရီ1ရက်နေ့မှာတရားကိုဒီကောင်တွေစတိုက်တာပါအင်အား300လောက်ပါမယ်ကျွန်တော်တို့လည်းအင်အားမမျှတော့394ဘဟိုကင်းကိုပူးပေါင်းခဲ့ရတယ်ကျွန်တော်တို့က9ယောက်ထဲလေနောက်ကရက်ဖေဖော်ဝါရီ2ရက်ကျတော့အေးရခိုင်အချမ်းဖတ်စစ်ခွေးတွေကစပနဒီတရားကိုဘုံခွဲလိုက်ပြီးဒီဘက်ကန်းကိုလွှေတွေနဲ့ကူးလာကြတယ်ဖေဖော်ဝါရီ3ရက်နေ့ကစပြီးတက်မော်ကိုစတိုက်ကြတာတတုတ်ကိုအင်အား60လောက်ကလက်ပစ်ပုံ3လုံးစီးနဲ့ဓာတ်တစ်ချောင်းစီကင်ပြီးကာထားတဲ့အုတ်တိုင်းလေးကိုကြော်တက်ခိုလုပ်ကြတယ်။အုံနိုင်ရန်တွေမှာကျွန်တော်တို့ဘက်ကပုံတီပစ်ကြောင်လဲဆင်ထားတယ်။ရှေ့ထွက်မိုင်းတွေလည်းထောင်ထားတယ်။သူတို့တက်လာတဲ့အချိန်ရှေ့ထွက်မိုင်းတွေခွဲပစ်လိုက်တာအပြုံလိုက်ထိကြတာပါပဲ။ရန်ကုန်စစ်တွေကာလမကြီးဟော်မှာတွေးချောင်းစီးနေတာမြင်ပေမကောင်းပါဘူး။ဒါပေမဲ့တတုတ်ကုံတိုင်းနောက်တတုတ်ထပ်တက်လာတာပါပဲ။တချို့ဆိုရင်အုံတွေမှာထိပြီးတန်းရအကြီးကျယ်ရတာတော့စနက်ကိုမရလှဆွဲကြတာကျွန်တော်စိတ်ထင်စီးကမျိုးမျိုးသုံးထားကြသလိုပါပဲတန်းရရထားတဲ့ကြားကလေးနောက်ထပ်တနာရီ2နာရီလောက်အထိပုံတေးပြီးကြောင်ထဲကိုတိုးတိုးဝင်လာကြတာပါအေးသူ့ဘုံကိုဖွေတွေကအိမ်တောင်ဒီ line တွေကို drop ပုံတွေချတော့မိခိုကောင်လေး2ယောက်33နှစ်ဝန်းကျင်ပေါ့သူတို့မိဘနှစ်ပါးလုံးဆုံးပါသွားကြရတယ်အဲ့ဒီညီလေး2ယောက်ကမိဘတွေသူတို့ရှေ့မှာတင်ထိခိုက်ဆုံးပါထည့်ရတာမြင်တော့ကျွန်တော်တို့နဲ့အတူတူလာပြီးခန်းပစ်ကြတာဗျတားလို့ကိုမရတာမခံချင်စိတ်ပေါ့အကိုရဲ့နောက်ဆုံးကြသူတို့2ယောက်လည်းတန်ရရပြီးရန်သူတွေတက်လုံတဲ့အချိန်အဖမ်းတော့မခံဘူးကွာဆိုပြီးသူတို့ဘာသာအဆုံးစီရင်တွားကြစားတယ်ဒီကောင်တွေကျွန်တော်တို့တက်မော်အုပ်တတိုင်းဆန်စီယိုကိုလူတွေအများကြီးအသေးခံပြီးတိုက်ကြတာ3ရက်မြောက်နေ့အထိမရပါဘူးဒါနဲ့သူတို့တက်မော်အစွန်ကထောက်ပို့ဘက်ကြားလန်ချန်စီယိုကိုဖလဲပြီးတက်မော်ယူနီဖောင်းတွေနဲ့အယောင်ဆောင်ဝင်လာခဲ့ကြတယ်အရှိဖတ်ချန်ကိုမဲပြီးတိုက်နေတော့အနောက်ပိုင်းမှာအားနေခဲ့တာများအဲ့လိုဝင်လာမှန်းသိတော့ကျွန်တော်တို့ကိုတွားရှင်းခိုင်းတဲ့အချိန်ချက်ချန်နဲ့ဝက်ချန်မှာသမင်းချက်စားနေကြတာတက်မော်ယူနီဖောင်းတွေနဲ့မလို့ကျွန်တော်တို့ကဘဲတက်ကလည်းမေးတာနဲ့သူတို့ကစပေးတော့တာပဲအဲ့မှာကျွန်တော်တို့ဝိုင်းပစ်ကြရတာကျွန်တော်တို့ကြောက်တော်ကထပ်လာပြီးမြို့အထွတ်ကစပနဒီတရားကိုဖျက်တဲ့အချိန်မှာတရားပေါ်ကနေကန်ထိုးစီကိုလက်ပစ်ပုံတွေနဲ့ပစ်ချကြတယ်ကန်ထိုးပေါ်ကိုမကြပဲရေထဲကျပြီးလက်ပစ်ပုံကွဲတန်တွေကြားရတယ်ကြောက်တော်ကနေထွက်ပြီးအပေါဝါကျေးရွာအထိကလားတန်မြစ်ကျောင်းတလောက်ရှောင်းမှာကမ်းမေးကရွာတွေကနေလက်နက်ကြီးလက်နက်ငယ်တွေနဲ့တောက်လျှောက်ပစ်ခတ်ကြတာပါကန်ထိုးပေါ်ကို drop ပုံလေးချတယ်ဗျာအလိုဖြစ်တော့ကန်ထိုး183ကနေဘူးခန်ရွာနားမှာဆက်ပြက်ပြီးရေလွေဝင်မြုပ်ရောအဲ့ဒါနဲ့အဲ့ဒီကန်ထိုးပေါ်ပါလာတဲ့စစ်တီရဲမေမိသားစုဝင်တွေကိုဟိုဘက်ကကန်ထိုး160ပေါ်ကိုပစ်ခတ်ခံရတဲ့ကြားကနေပဲပြောင်းရတာပေါ့ဗျာအဲ့လိုလူတွေပြောင်းတင်ပြီးဆက်ထွက်လာကြတဲ့အခါအေးကလည်းကန်နာဘေးကနေ109မမ shot တိုက်တုံးတွေ drop ပုံတီးတွေနဲ့တရက်ဆက်ပစ်တာပါပဲဒီဘက်ကလည်းရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြရတာပေါ့အလွန်နဲ့ထွက်လာလိုက်တာသိမကြဘူးနေဘူးခန်းလွာအလွန်လေးပဲရှိသေးတယ်ကန်ထိုးဟာအေးထောင်ထားတဲ့အတားအစီကြားပိုက်နဲ့ပန်ကာနဲ့ညှိပြီးရီလေကောင်ကြီးမှာဆက်ရက်သွားလေရောကန်ထိုးရတာနဲ့ကန်ဘေးကရွာကနေလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ် drop တွေတောက်လျှောက်ချတော့တာပဲခဏကြတော့ drop ပုံတန်းကြောင့်ရီလေကောင်ကကန်ထိုးကိုမီးစာလောင်းတော့တာပါပဲကိုမြုပ်တော့မမြုပ်သွားပါဘူးဒါနဲ့ပစ်ခတ်ခံရတဲ့ကြားကပဲမီးဝိုင်းညီကြရတဲ့ရေတက်ကအဖွဲ့တွေကအလေးအပင်တွေစွန့်ပို့ဖို့ပြောလာတော့ရဲမေတွေရဲ့ပစ္စည်းတွေရောလက်နက်ကြီးအချို့ကိုရောစွန့်ကြရတယ်တမော်မှုကလည်းနှုတ်ထက်ကန်ထိုးအကြီးတစီးလာနေပြီးအာတင်းထားကြဆိုတာနဲ့စစ်တီတွေလည်းအားရှိပြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တဲ့ဖက်ကိုပြန်ပစ်ကြတယ်ဒီလိုနဲ့အဲ့ဒီပစ်ခတ်နေတဲ့နေရာမှာ2နာရီလောက်ကြာပြီးတဲ့အချိန်မှာနောက်ထပ်ကန်ထိုးတစီးထိပ်ရောက်လာလို့အဲ့ဒီဘော်ကိုလူတွေထက်ရွှေကြပြန်တယ်ကြားပိုင်နဲ့ညှိတဲ့ကန်ထိုးကစခန်းတွေမိခေါင်နေဒီကိုမြုပ်တော့မမြုပ်သွားပါဘူးနောက်ထပ်ရောက်လာတဲ့ကန်ထိုးအကြီးနဲ့ဆက်ထွက်လာတဲ့အခါအေးကအတားအဆီးလောက်ထားတဲ့ရေလေကကြားပိုင်တွေကိုမညှိအောင်ရှောင်တင်းရင်းသွားကြရတယ်အဲ့ဒါနဲ့နောက်ထပ်တနာရီလောက်ပဲထွက်ရသေးတယ်ကြားပိုက်တွေဆောင်ရင်ကန်ထိုးကတောင်တန်သွားတယ်ဗျ
အဲ့ဒီအချိန်ညင်လေးစောင်းတော်မယ်ကန်ထိုးတောင်းတနေတဲ့နေရာကိုလောင်းလွေ100ကျော်လောက်နဲ့အေးအေးအဖွဲတွေရောက်လာပြီးကန်ထိုးကိုဝိုင်းထားကြတယ်လူတွေကကြိုးချိတ်တွေနဲ့ပစ်ပြီးကန်ထိုးပေါ်ကိုတပ်ဖို့ကြိုးစားကြလို့ကျွန်တော်တို့ပစ်ကြတာသူတို့အတော်များများထိပြီးတော့လောင်းလွေတွေပြန်ထွက်သွားကြတယ်အေးအေးကကန်ထိုးနောက်ပိုင်းကိုလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်တဲ့အခါကန်ထိုးနောက်ပိုင်းကိုငါလုံးကြပြီးနောက်ပိုင်းပျက်စီးသွားတယ်အနောက်ပိုင်းကနေစပြီးတဖြည်းဖြည်းမြုပ်လာလို့စစ်တီရဲမေတွေကန်ထိုးဦးပိုင်းကိုပြေးကြပြန်တယ်နောက်တော့တဖြည်းဖြည်းထပ်မြုပ်လာတော့ရေထဲခုန်ချကြရတာပေါ့အကိုမြင်ကြည့်စမ်းပါရေထဲခုန်ချတဲ့စစ်တီရဲမေမိသားစုဝင်တွေကိုရွာတစ်ကြီးကြောက်ဖြူလာမှုတပင်ရွာတွေကလွှေတွေနဲ့ရေထဲမှာတွေ့သမျှလူမှန်သမျှလိုက်ခုန်ကြတာဗျအချို့ရဲမေတွေဆိုကန်းဆက်အထိရောက်ကြတယ်တာလီစွာပါဆိုပြီးကန်းပေါ်တက်ကြတယ်အိမ်မှာတယောက်မှအရှင်မထားနဲ့ဆိုပြီးဝိုင်းအော်ကြတယ်တုတ်တွေနဲ့ရိုက်လက်နဲ့ငယ်ပစ်တန်တွေလည်းကြားရတယ်ထင်းဘောပေါ်ကနေရေထဲခုန်ချသွားတဲ့လူတွေအားလုံးကိုလွှေတွေဆက်လွှေတွေနဲ့လိုက်ပြီးဓားတွေနဲ့လိုက်ခုတ်တက်ကြတာကျွန်တော်ကတော့ရေထဲခုံမစင်းပဲကန်ထူဦးပိုင်းထိတ်အထီကိုရနိုင်တဲ့လောက်တက်ပြီးအမှန်ထုကိုစောင့်နေခဲ့တယ်တင်မောဖုံဖုံမြို့ခါနီးမှာရေထဲကိုခုန်ချခဲ့တာပါကျွန်တော်လည်းတော်တော်လေးမောလာပြီးကန်ထိုးတင်ပေါ်ဦးပိုင်းထီမြို့တော်မဲ့အချိန်ကြာမှာရေထဲကိုခုန်ဆင်းခဲ့တယ်ကျွန်တော်နောက်ဆုံးမဲ့လို့ပြောရမယ်အဲ့ဒီအချိန်ကန်ထိုးပေါ်မှာအသက်ရှင်ချမ်းရဲ့သူမတွေ့မိတော့ပါဘူးကျွန်တော်ရေထဲရောက်ချင်းမဲ့လောင်းတွေတစည်းကကျွန်တော်နားရောက်လာပြီးရွေးပေါ်ကနေဝမ်းပိုက်ကိုဓာတ်နဲ့ခုတ်တယ်ကျွန်တော်လည်းကြောက်လန့်နဲ့ရေအောက်ကိုချက်ချင်းငုတ်ပြီးပြေးရတယ်ဓာတ်နဲ့ခုတ်တာဝမ်းပိုက်ကိုမထိပဲပေါင်းနဲ့လက်ကိုခုတ်မိပြီးတန်းရခဲ့တယ်အဲ့ဒါနဲ့ရေထဲမှာငုတ်ပြီးအသက်အောင်နေလိုက်ရတယ်ခဏကြာတော့မှရေပေါ်ပြန်တက်တော့အဲ့ဒီလောင်းတွေမရှိတော့ဘူးကျွန်တော်တေးပြီးထင်ပြီးပြန်လွှေသွားတာထင်ပါတယ်သူတို့ဆက်မဆောင်တာကပဲကျွန်တော်ကန်ကောင်းဖို့ဖြစ်လာတာထင်တယ်ကိုကြီးညို့မို့ခုလိုအဖြစ်ဆိုးကြီးကိုမျက်မြင်ကိုတွေ့ပြန်ပြောပြနိုင်မဲ့လူတယောက်မှရှိတော့မယ်မထင်ပါဘူးကျွန်တော်ရေပေါ်ကိုပြန်တက်လာတဲ့အထိအခြားတွေကနေရေထဲခုန်ချသူတွေကိုလိုက်ခုတ်နေတော့မယ်အော်ဟစ်ဆူညံနေကြတာပါကျွန်တော်လည်းဓာတ်နဲ့ခုတ်ခန့်ရတဲ့လက်နဲ့ပေါင်နေရတွေကသွေးတွေအရန်ထွက်နေတာနဲ့ရေစီးအတိုင်းမျောလိုက်ပြီးကန်းဆန်နာကချုံပုတ်ကြီးပေါ်မှာပုံနေခဲ့တယ်အလိုပုံနေတော့မှပဲရွာသားတွေကရေထဲကိုတနည်းနဲ့ထိုးပြီးပမာစစ်ခွေးတွေထွက်လာခဲ့တွေ့ရင်တတ်မယ်လို့အော်ဟစ်ကျင်းဝါနေတာကိုကြားနေရတယ်အလိုနဲ့ညစကနာရီလောက်မှအေးအေးအဖွဲ့ကလွှေအကြီးကြီးတစီးထက်ရောက်လာပြီးရေကောင်းတစ်ဝိုက်ကိုမီးတွေနဲ့ထိုးပြီးအကြာကြီးလွှေပတ်ကြည့်ကြတယ်ခေါင်းဆောင်လို့ထင်ကြတဲ့လူကစစ်ခွေးတွေအကုန်တိမ်လောက်ပြီးပြန်ကြမယ်ဆိုပြီးပြန်လွှေသွားတယ်သူတို့လွှေရက်တဲ့နေရာကကျွန်တော်နဲ့အတော်လေးနီးလေးပါသူတို့လွှေထွက်ပြီးတော့မှကျွန်တော်ပုံနေတဲ့နေရာကိုလွှေပတ်ကြည့်တော့ကန်းဆက်ကအိမ်ကြီးတစ်လုံးရဲ့အိမ်သားဘေးကချုံပုတ်ကြီးမှန်းတီးရတယ်ကျွန်တော်ပုံနေတဲ့ချုံပုတ်နားမှာလွှေတစည်းတွေ့လိုက်တယ်လွှေကိုတန်ကြိုးနဲ့ချီထားတာနဲ့ကျွန်တော်လည်းချီထားတဲ့တိုင်ကိုဆွဲထုတ်ပြီးလွှေကိုအကာအကွယ်ယူရေစီးအတိုင်းမျောကြီးကူးလာခဲ့တယ်ကျွန်တော်ကူးလာတဲ့တစ်ချောင်းလုံးရေထဲမှာလောင်းလီရှိတယ်ကန်နာဘက်ကရွာတွေမှာလည်းမီးရောင်လေးတွေ့တယ်သူတို့ကထက်လာမဲ့ကန်ထိုးကိုစောင့်ကြတာမှာအလိုကူးနေတော့အေးအေးတွေကသူတို့လာနေပြီးမီးတွေပိတ်ချဆိုပြီးအချင်းချင်းအော်ပြောတန်ကြရတယ်အိမ်မှာမီးတွေအကုန်ပိတ်သွားတော့ရေပြင်းကမောင်မဲပြီးဘာမှမမြင်ရတဲ့အချိန်မှာရွှေဘော်ကိုတက်ရွှေလော်ပြီးထပ်ပြေးခဲ့ရတယ်ရွှေလော်ရင်ခဏကြာတော့ထက်လာနေတဲ့ကန်ထိုးရည်ရင်ကိုမြင်ရတဲ့အခါကျွန်တော်အယားအားရှိသွားတဲ့အကိုရဲ့ကန်ထိုးကပထမတော့ကျွန်တော်ကိုလက်နဲ့ငယ်နဲ့ပစ်သေးတယ်ကျွန်တော်ကလည်းနာမည်ဘသူပါဘယ်တကားပါလို့ကုန်းအော်ရတာကိုရအေးအေးကဘလောင်တောင်မိတ်ကန်တယ်လဲဆိုကန်နာကနေပမာလေးတန်းနဲ့ငါတို့စီကခကူပါပါငါတို့ကိုလည်းခေါ်အောင်လို့ဝိုင်းအော်ကြတာပါကျွန်တော်ကိုကန်ထိုးပေါ်ခဲ့ပြီးပထမတော့ကျိုးတုတ်ပြီးစစ်ဆေးကြတယ်ကျွန်တော်နာမည်ကိုပိုင်အမတ်အစိနဲ့လမ်းတစ်လျှောက်ကျုံတွေ့ခဲ့ရတာတွေကိုပြောပြမှကျိုးဖြေပေးကြတာပါတရားတွေကိုစီးထွက်အဝိအစားတွေဖြီးပြီးစောင့်ရှောက်ခဲ့ကြတယ်နောက်ဆုံးတော့ကန်ထိုးရည်ရင်နဲ့စစ်တွေအထိပြန်လိုက်ပို့ပေးလို့ရန်ကုန်ကကျွန်တော်မိရင်တက်ကိုပြန်တည်ပို့နိုင်ခဲ့တာပါ2024ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့တွင်ကြောက်တော်မြို့ကြောက်ဖြူကြီးရွာအနီးကလားတန်မြေကျောင်းနယ်ဖြစ်ပေါ်ခဲ့သောယခုကဲ့သို့ဆိုးဝါးပြီးရဆက်လွတ်သည့်ဖြစ်စဉ်ဟာဖျောက်ကွယ်မသွားရအောင်ဖြစ်စဉ်အမှန်အားအတိအတာယဝတိအလင်္ကာတွေမပါဘဲလူရင်းတူရင်းဖော်ပြအပ်ပါတယ်